ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒဂုံမြို့တိအရှေ့ပိုင်းမြို့နယ်136ရပ်ကွက်နဲ့ဒီဘက်က134ရပ်ကွက်ကြားမှာရှိတဲ့နော်ရီလမ်းမကြီးကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်။နော်ရီလမ်းမကြီးကတော့အခုဆိုရင်ကျွန်တော်တို့ဘာထူးလမ်းကနေပြီးတော့အခုကျွန်တော်တို့မြင်နေရတဲ့ကျွန်တော်ရောက်ရှိနေတဲ့10ဘာထူးလမ်းနေရာအထိကိုကွန်ကရစ်လမ်းအသစ်ခင်းကျင်းထားပြီးရှိပြီဖြစ်ပါတယ်။ကွန်ကရစ်လမ်းအသစ်ခင်းကျင်းတာဒီလမ်းဒါကတော့ဒဂုံမြို့တိအရှိပိုင်းမြို့နယ်ရဲ့အထင်ကြီးလူသိများနေတဲ့10ဘာထူးလမ်းလမ်းမကြီးအနေထားဖြစ်ပါတယ်။136ရပ်ကွက်နဲ့139ရပ်ကွက်ကြားမှာရှိနေတဲ့10ဘာထူးရဲ့အနေထားဖြစ်ပါတယ်။ဒါကတော့136ရပ်ကွက်နဲ့134ရပ်ကွက်ကြားမှာရှိတဲ့နဝရီပီတီအာလမ်းမကြီးပဲဖြစ်ပါတယ်။နဝရီပီတီအာလမ်းမကြီးကတော့အခုမြင်နေရတဲ့10ဘာထူးလမ်းထိကိုကျွန်တော်တို့လမ်းခင်းထားပြီးတဲ့အနေထားဖြစ်ပါတယ်။ဒါကတော့134ရပ်ကွက်နဲ့139ရပ်ကွက်ကြားမှာရှိတဲ့10ဘာထူးလမ်းရဲ့မြင်ကွင်းအနေထားဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ကနေပြီးတော့139ရပ်ကွက်ရဲ့နဝရီလမ်းမပေါ်ရောက်ရှိလာဖြစ်ပါတယ်။နဝရီလမ်းမကတော့134ရပ်ကွက်136ရပ်ကွက်နဲ့139ရပ်ကွက်ရဲ့10ဘာထူးလမ်းအခုမြင်နေရတဲ့10ဘာထူးလမ်းနေရာအထိကိုပဲခင်းကျင်းဆောင်ရွက်ထားပြီးရဖြစ်ပါတယ်။ဒီကနေ့10ဘာထူးကိုမြင်ရတဲ့အတိုင်းဝါဒနာလေးနဲ့ဒီဘက်နဝရီ139ရပ်ကွက်ကိုကျွန်တော်ကဝါဒနာလေးကိုကျွန်တော်ဖြတ်တန်းပြီးတော့မှကူးရမှာဖြစ်ပါတယ်။နဝရီလမ်းမကြီးကတော့139ရပ်ကွက်138ရပ်ကွက်နဲ့139ရပ်ကိုဝိုက်ပြီးတော့မှကျွန်တော်တို့ရွှေပောက်ကန်လမ်းကိုတွားပြီးတော့ချိတ်ဆက်ထားတဲ့ပီတီအာလမ်းမကြီးတစ်ခုဖြစ်ပါတယ်။ဒါကတော့139ရပ်ကွက်ရဲ့နဝရီလမ်းမကြီးဖြစ်ပါတယ်။နဝရီလမ်းမကြီးရဲ့မြင်ကွေးပုံစံသုံးပုံစံနဲ့ကျွန်တော်တို့139ရပ်ကွက်အထိနဝရီလမ်းမကြီးကဆက်ပြီးတော့ဖောက်လုပ်ထားတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ခုဆိုရင်တင်ပြနေတာကတော့139ရပ်ကွက်ရဲ့139ရပ်ကွက်ရဲ့နဝရီလမ်းမကြီးပေါ်မှာရှိတဲ့မြင်ကွင်းအနေအထားဖြစ်ပါတယ်။139ရပ်ကွက်နဝရီလမ်းမကိုကျွန်တော်တို့ဘုံပါတူလမ်းတိုင်းမောင်းလာပြီးတော့မှလမ်းတစ်ခင်းထားတဲ့ကွန်ကရစ်လမ်းတိုင်းဝင်လာမယ်ဆိုရင်လည်း139နဝရီကျောက်ကလမ်းတစ်လျှောက်ကိုကျွန်တော်တို့အခုမြင်ရတဲ့ပုံအတိုင်းကျွန်တော်တို့သွားရလို့အသုံးပြုလို့ရနေတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။နဝရီလမ်းမကတော့ဒီနေရာအနေထားလေးမှာပဲကျွန်တော်တို့လက်တော်အသုံးပြုလို့ရတာဖြစ်ပါတယ်။ရှေ့မှာလူဖြတ်တန်းသွားလာမှုမရှိတဲ့တစ်ပင်ချုံတွေနဲ့ကျွန်တော်တို့မြင်တွေ့နေရမှာဖြစ်ပါတယ်။ဒါကတော့နဝရီလမ်းရဲ့ဒေစင်းလေးတစ်ခုဖြစ်ပြီးတော့မှ10ဘာတူကျောက်ကက်လမ်းရဲ့139ရပ်ကွက်ထဲမှာရှိနေတယ်135ရပ်ကွက်ထဲမှာရှိနေမြင်နေထားဖြစ်ပါတယ်။ညဘက်ချမ်းမှာ135ရပ်ကွက်ဖြစ်ပါတယ်။ဒါကတော့139ရပ်ကွက်ဖြစ်ပါတယ်139နဲ့135ရပ်ကွက်ကိုနဝရီလမ်းမနဲ့ခြားထားတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်အခုက135ရပ်ကွက်ရဲ့နဝရီမေးတင်ထားတဲ့အမှတ်118ဆိုတဲ့ခြံကားထားတဲ့ခြံကွက်လေးရှေ့ကိုကျွန်တော်ကရောက်ရှိတင်ပြနေခြင်းဖြစ်ပါတယ်ဒါက10ဘာတူကျောက်ကလူနေအိမ်တွေရောက်ရှိနေတဲ့135ရပ်ကွက်ရဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဟန်တာဝရီလမ်းထိပေါက်တဲ့လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်ဒါကတော့နဝရီလမ်းမောက်မှာရှိတဲ့ဘဲဘက်ချမ်းက135ရပ်ကွက်နဲ့ညာဘက်ချမ်းမှာ139ရပ်ကွက်ရဲ့မြင်ကွင်းနေတာဖြစ်ပါတယ်